Healing by Missing ကနေကြိုဆိုပါတယ်။အိယာပေါ်မှာဖြစ်ဖြစ်တတောင်တတလေးရည်နေပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျမလိုမျိုးတတောင်တတထိုင်နေရင်ပဲဖြစ်ဖြစ်အဆင်ပြေပါတယ်။အဆင်သင့်ဖြစ်ပြီဆိုရင်စားလိုက်ကြရအောင်။သင်ခန္ဓာကိုယ်ကိုအာယုံမဆိုင်ပဲတတောင်တတနေလိုက်နော်။နှာခေါင်းကနေလေကိုဖြည်းဖြည်းချင်းရှူသွင်းလိုက်ပါပြီးရင်ပါးစပ်ကနေဖြည်းဖြည်းချင်းပြန်ထုတ်လိုက်ပါရှူထုတ်လိုက်တဲ့အချိန်မှာဒီနေ့ရဲ့ပင်ပန်းမှုတွေကိုလွတ်ပေးလိုက်ပါနောက်တစ်ချိန်နှာခေါင်းကနေဖြည်းဖြည်းချင်းရှူသွင်းလိုက်ပါပါးစပ်ကနေဖြည်းဖြည်းချင်းလေကိုပြန်ထုတ်လိုက်ပါနောက်ထပ်တစ်ချိန်နှာခေါင်းကနေလေကိုရှူသွင်းလိုက်ပါပါးစပ်ကနေဖြည်းဖြည်းချင်းပြန်ထုတ်လိုက်ပါအလင်းလို့စရာမလိုပါဘူးဖြည်းဖြည်းလေးပဲလုပ်ပါအသက်ရှူတန်ကိုပဲငြိမ်ငြိမ်လေးနားထောင်လိုက်ပါအခုသင်ခန္ဓာကိုယ်ကအိယာနဲ့ထိတွေ့နေတဲ့နေရာတွေကိုသတိထားကြည့်ရအောင်။ခေါင်းပခုံးကျောတင်ပါခြေထောက်လေးတွေအရာတွေကအိယာကသင်ခန္ဓာကိုယ်ကိုနူးညံ့စွာပံ့ပိုးထားပါတယ်။ဘာမှစူးစမ်းစရာမလိုပါဘူးအခုသင်ရဲ့အာယုံကိုဥကောင်းထိပ်စီကိုဖြည်းဖြည်းချင်းတတိကပ်လိုက်ပါအဲ့ဒီဥကောင်းနေရာမှာဘာခံစားချက်ပဲရှိရှိတတိထားပြီးရောမှပဲကြည့်လိုက်ပါပြောင်းလဲဖို့မကြိုးစားပါနဲ့တိုက်ထုတ်ဖို့လည်းမကြိုးစားပါနဲ့သတိထားပြီးရုံနဲ့လုံလောက်ပါတယ်အခုသင်နှစ်ဖူးစီကိုရောက်လာပါပြီနှစ်ဖူးမှာတင်းနေတာတွေရှိရင်အသက်ရှူထုတ်တဲ့အချိန်မှာဖြည်းဖြည်းချင်းလွတ်ပေးလိုက်ပါအခုမျက်လုံးတွေမျက်လုံးတစ်ဝိုက်ကကြက်သားလေးတွေကိုအနာပေးလိုက်ပါမျက်ခွန်တွေပိုလေးလာသလိုခံစားရရင်အဆင်ပြေပါတယ်ပါပြင်မေယူနှက်ခမ်းမျက်နှာတစ်ခုလုံးကအဲ့ဒီကြက်သားလေးတွေကလည်းအနာပေးလိုက်ပါလေပင်ပခုံးတစ်နေ့လုံးထမ်းပိုးခဲ့တဲ့အလေးချိန်တွေကို
ခုခဏလေးလွတ်ချလိုက်ပါလက်မှာတတောင်စစ်လက်ကဝတ်လက်ဖော်ဝါလက်ချောင်းလေးတွေတဖြည်းဖြည်းနဲ့အဲ့ဒီမှာချီတဲ့ကြက်သားလေးတွေကရောကြပြီးတော့တဖြည်းဖြည်းပေါ်ပါလာပါတယ်အခုရင်ပတ်စီကိုသတိထားလိုက်ပါအသက်ရှူသွင်းလိုက်တိုင်းရင်ပတ်လေးတွေမြင့်လာတယ်အသက်ရှူထုတ်လိုက်တိုင်းပြန်ကျသွားတယ်အဲ့ဒီလှုပ်ရှားမှုကိုပဲငြိမ်ငြိမ်လေးသတိထားနေလိုက်ပါကြောတင်ပါပါဒူခြေတလုံးခြေမျက်စိခြေဖော်ဝါခြေချောင်းလေးတွေအထိတကူလုံးရောကျသွားပါပြီတကူလုံးအနားယူနေပါတယ်အခုသင်ခန္ဓာကိုယ်တစ်ခုလုံးကိုတပြိုင်နက်တည်းသတိထားလိုက်ပါအသက်ရှူသံနှလုံးခုန်သံခန္ဓာကိုယ်ရဲ့အလေးချိန်အားလုံးကိုငြိမ်ငြိမ်လေးခံစားနေလိုက်ပါအခုအခိုက်အတန့်ဟာသင်လုံခြုံပါတယ်သင်အနားယူနိုင်ပါတယ်ဒီနေ့အတွက်လုံလောက်အောင်ကြိုးစားပြီးပါပြီကျန်တာတွေကိုမနှက်ဖြတ်အတွက်ထားခဲ့လိုက်ပါဒီညမှာတော့အနားယူဖို့ဒီညမှာတော့အနားယူဖို့ကိုပဲလိုပါတယ်အသက်ရှူသံကိုပဲနားထောင်နေလိုက်ပါတဖြည်းဖြည်းပိုပြီးတော့ငြိမ်သက်လာပါတယ်ပိုပြီးပေါ်ပါလာပါတယ်ဒီညဟာသင်အတွက်ငြိမ်ချမ်းတဲ့ညတစ်ညဖြစ်ပါတယ်ကောင်းမွန်စွာအနားယူပါမနှက်ဖြန်မှာလန်းဆန်းတဲ့စိတ်နဲ့နိုးထလာနိုင်ပါစေကောင်းသောညပါ